ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မတ်တာအရင်မဝင်ပေမဲ့ကင်လို့လဲကောင်းတယ်ပြီးတော့ spare fan လဲပါတယ်ဆိုယူကိုဘယ်လိုချမ်းအောင်ဆောင်းရမလဲဆိုတာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်ထုံးစံအတိုင်းကျွန်တော်တို့ spare အကြောင်းလေးနဲ့အရင်စလိုက်ရအောင်ဗျာပတ်စစ်ဆိုယူရဲ့ပတ်စစ်မှာတော့ model font နဲ့ immodel font ဆိုပြီးတော့2မျိုးရှိမယ်ဆိုယူရဲ့ scale တွေကိုဖိထားမယ်ဆိုရင်တော့ immodel font ကိုပြောင်းသွားမယ် font ပြောင်းပြီးရင် basic attack damage တိုးမယ် damage reduction လည်းရမယ် scale တွေကိုမဖိဘဲနဲ့နှိပ်လိုက်ရင်တော့ model font ကိုပြောင်းသွားမယ် model font မှာတော့ movement speed နဲ့ attack speed ကိုရမှာဖြစ်ပါတယ် scale 1ကတော့မဖိဘဲနဲ့နှိပ်လိုက်ရင် blink ခုန်သွားမယ်ပြီးတော့ enemy ကိုဓာတ်နဲ့ပိုင်လိုက်မယ် scale ကိုဖိပြီးတော့သုံးမယ်ဆိုရင်တော့ immodel font ကိုပြောင်းသွားပြီးတော့ရန်သူကိုထိရင်0.6 second ကြာ stun စီမှာဖြစ်ပါတယ် scale 1ကိုတော့ enemy ကို stun ပေးခြင်းရင်ဖိပြီးတော့သုံးဒါမှမဟုတ် enemy ကိုအမြန်လိုက်ဖို့လိုတာပဲဖြစ်ဖြစ် damage အမြန်ပေးဖို့လိုတာပဲဖြစ်ဖြစ်ဆိုရင်မဖိဘဲနဲ့သုံးပါ scale 2ကတော့မဖိဘဲနှိပ်လိုက်ရင်3 gun ပုံစံ AOE ကွက်လေးနဲ့ damage ပေးလိုက်မယ်မဖိဘဲပေးလိုက်တဲ့ damage က enemy ညော့နေတဲ့သွေးရဲ့15%ကိုပေါင်းပြီးတော့ damage ပို့ပေးသွားမှာပါ brother တို့နားလည်လွယ်အောင်ပြောရရင် enemy ကသွေးညော့ရင် damage ပို့ထွက်မယ် enemy ကသွေးမညော့ပဲသုံးလိုက်မယ်ဆိုရင်တော့ damage ကထွက်မှာမဟုတ်ပါဘူးscale 2ကိုဖိလိုက်မယ်ဆိုရင်တော့ဒါနဲ့ချောင်းနဲ့ဝေရလိုက်မယ်ပြီးတော့ scale 2ကိုဖိပြီးသုံးရင် spare ban ပါရတော့မို့လို့သွေးလည်းတက်မှာဖြစ်ပါတယ်ဒါကြောင့်မို့သွေးလုံနေတဲ့ဆိုရင် scale 2ကိုဖိပြီးတော့သုံးပါပြီးတော့ enemy 2ကောင်သို့မဟုတ်3ကောင်ရှိရဆိုရင် scale 1နဲ့ stand မယ် stand ပြီးတော့ scale 2နဲ့လာဖိပြီးတော့သုံးလိုက်ပါဒါဆိုရင် damage တော်တော်လေးထွက်ပါတယ်scale 3ကိုမဖိဘဲသုံးလိုက်ရင်နောက်ဆုတ်ပြီးရှေ့ရရန်သူကိုဓာတ်နဲ့ခုတ်လိုက်မယ် enemy ကိုထိရင် movement speed 30% ကို 1.5 second ကြာ short ချပေးမှာဖြစ်ပါတယ်ဖိထားမယ်ဆိုရင်တော့မြားနဲ့ပစ်လိုက်မယ်ဖိထားတဲ့အချိန်ကြာလေး range ကပူကျဲသွားမှာဖြစ်ပါတယ်ပြီးတော့ဖိပြီးပစ်လိုက်တဲ့ damage ကမဖိဘဲပေးလိုက်တဲ့ damage ထက်ပိုပြီးတော့များပါတယ်သွေးနဲ့နဲ့လွတ်သွားတဲ့ enemy ကိုလည်းဒီလိုမြားနဲ့ပစ်ပြီးတော့တတ်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ gameplay လေးစလိုက်ရအောင်ဗျာ item ကိုတော့ကျွန်တော်ပြထားတဲ့ item ပဲဆက်ပါကွင်းဝင်းနေရာမှာတော့ immortal သွားခြင်းလည်းရပါတယ်ဒါကတော့ကျွန်တော်ရဲ့ highlight video လေးပဲဖြစ်ပါတယ်တချင်းထဲတာတချင်းက copyright မိသွားလို့ဒီလိုလေးပဲကြည့်ပေးကြပါအောင်ခင်ဗျာဒါပြီးရင်တော့ gameplay လေးလာပါမယ်ကဲခဏနေရဟာတော့နည်းနည်းရွှေချောင်းပါဒါပေမဲ့အခုမှ gameplay ကအခုမှစမှာပါဒါပေမဲ့ကျွန်တော်တို့တော့နည်းနည်းနှိမ့်နေတယ်ပေါ့နော်အခုလောလောဆယ်တော့ Harry ကတော့လာကျွန်တော် like ဖြင်းနေပြီဒီကောင်ကတော့ AD ရှိရဲဆိုတော့Franco ကလည်းပြန်လာဆိုသူကတော့ဘတ်သွားတယ်ကျွန်တော်ကတော့မြားလေးနဲ့ပဲပြစ်လို့ရမယ်ဗျဟိုဘက်ကမစ်စစ်တာကလည်းပါလာဆိုတော့ကျွန်တော်အရင်တော့ဝင်လို့မရဘူးလောကလည်းပေါ်လာပြီဆိုတော့လော်နာမှာလူစုမယ်ဟောဒါပေမဲ့ဟိုမှာကလင်က brand ထိုးတာခံလိုက်ရလို့ရှော့သွားပြီဒါပေမဲ့ကျွန်တော်ကဒီကောင် easy ပြန်တက်လို့ရဒီကောင်မှာ spare မရှိတော့ဘူးဆိုတော့ရော့တွေးတက်အောင်နည်းနည်း level 2လေးနဲ့ရမ်းလိုက်အောင်မယ်ပြီးရင်လောက်ရှိတော့ခဏပြန်သွားမယ်ဒီကောင်တွေကတော့ဘတ်နေပြီဗျကလင်တကောင်ပဲကြာသွားတာဆိုတော့ Franco ကတော့နည်းနည်းရိုက်ခံနေရပြီFranco လည်းတေးသွားပြီဆိုတော့ခြုံနှမှာပဲအခြေအနေလေးချက်ပြန်ကြည့်မယ်အလဲမှာက CC လင်းရောကမတ်ပေါ်သွားတာဆိုတော့ကျွန်တော်တို့တန်တန်လိုက်တယ် CC လင်းရော Xavier Eddie ကလည်းကွက်တီပဲဆိုတော့ဟိုကောင်တွေကအလဲလန်းကိုလာမှာဆိုတော့နည်းနည်းစောင့်လိုက်မှာ miss တာကိုနည်းနည်း skill 1နဲ့ stand မယ် skill 2နဲ့လည်းရိုက် short Xavier ကလည်းတော်တော် damage ထွက်တယ်ဗျဒီကောင် damage လေးနဲ့ဆိုတော့ကျွန်တော် easy လေးဖြစ်နေဒီမှာပဲ Harry ကတော့ Eddie နဲ့တင်းနေလိုက်ဖြစ်နေဒီနေ့ငါ့ကိုမရဘူးမလောက်လို့မရရောင်းမှအဒီနေ့ကလမ်းပြလိုက်ဒီကောင်ကြောင်သွားတာသူအရန်နေကျန်းနေပါ ਈ ပေါ့သူကမရဘူးညင်းနေမရဘူးငါရဲ့တမ်းမရပူကျန်းတယ်လော့တက်နေတော့မှပဲဇေဗီယာကတော့စီစီလင်ဝန်တမ်းမင်းနဲ့ရှော့သွားပြီကျွန်တော်လော့တော့ရလိုက်တယ်ဒီမှာကျွန်တော် rubber လေးစားမယ် rubber လေးစားပြီးတော့ကျွန်တော်ရဲ့ blue band လေးပြန်သွားစားမယ်ပေါ့ဒါပြီးရင်တော့ကျွန်တော်လော့နဲ့အတူတူတက်လို့ရပြီလော့ကလည်းထွက်လာပြီဆိုတော့ကျွန်တော် blue ဘက်စားပြီးတော့ easily တက်ရုံပဲ okay blue ဘက်လည်းစားပြီးသွားပြီဒါပေမဲ့ enemy red band နာမှာဘတ်တယ်ဖြစ်နေလို့ဆိုတော့ကျွန်တော်သွားကူလိုက်အောင်မယ်ဒီမှာ Harry ကလည်းရိုက်ခံထားတာဆိုတော့ရော့မြားလေးနဲ့လမ်းပြစ်လိုက်ဒါပေမဲ့ Mr. Eddie ကရောက်လာဆိုတော့ကျွန်တော်တို့ Harry ကတော့ပြတ်တော့မပြတ်သွားဘူးဒီမှာ CC လေးရောကျွန်တော်နည်းနည်း aggressive လေးနည်းနည်းဖြစ်သွားတယ်ဗျဒီနားလေးမှာကျွန်တော် spare လည်းမရှိတော့ဆိုတော့ပြေးစရာလည်းမရှိတော့ဆိုတော့ Harry ထူတာခံလိုက်ရပြီးတော့ short သွားပြီလောကတော့အလက်ကားဖြစ်သွားပြီပေါ့လောရိုက်တာနဲ့ဆိုရင်တော့ဒီအောက်လန်းတာဝါကတော့မက်ဂါလီတာဝါကတော့ရလောက်ပါတယ်ဒါပေမဲ့ဒီမှာပဒန်းကလည်းကာနေသေးရဆိုတော့ရတော့ရပါတယ်ဒီကောင်ကလောရိုက်တာနဲ့တေတော့မှာဆိုတော့ကျွန်တော်လောကတော့တာဝါကိုရိုက်ဖို့တော့ရာခိုင်နှုန်းပိုများတယ်တာဝါကတော့အောက်လန်းတာဝါတော့ရမယ်အပေါ်လန်းမှာလည်းကလင်းကသူ့ရဲ့ခရီပါလာခရီနဲ့ချိုးမှာဆိုတော့အပေါ်လန်းလည်းရအောင်မယ်
အပေါ်လန်းလေးရသွားရင်တော့ကျွန်တော်တို့ Mega Tower နဲ့ lane ဆိုတော့နည်းနည်းအခြေအနေတော့နည်းနည်းကောင်းနေဗျနိုင်ဖို့ကတော့ကျွန်တော်ပြန်ထွက်လာတော့အောက်လိမ့်မှာဘက်တဲ့ထဖြစ်တယ်မစ်စစ်သားရဲ့ADခင်းသားဆိုတော့ကျွန်တော်အရင်ကြီးဝင်လို့မရဘူးဗျဟိုဘက်ကပတန်းနေလဲပါလာဆိုတော့မစ်စစ်သားADပြီးမှပဲဝင်လိုက်တယ်ဒီမှာ Hedrick ကတော့နည်းနည်းထုနေတယ်ဗျရှိရအများကြီးနဲ့သူ AD ရလည်းရှိနေတာဆိုတော့ဒါပေမဲ့ဒီကောင်မရတော့ဘူးဗျဒီကောင် spam မရှိတော့ဘူးဆိုတော့ကျွန်တော် like ခုတ်ပေးလိုက်တယ်အနောက်ကနေ clean ရဲ့ damage လေးကလည်းလိုက်လာတာဆိုတော့ damage ကတော့လောက်သွားတယ်ဟိုဘက်ကတော့ Ground နဲ့ Sicilian မဲကြံတော့ဆိုတော့ကျွန်တော်တို့ဘက်မှာလည်းတာမှုအမာကောင်ကလည်းရှိသေးရဆိုတော့ဒီကောင်တွေကိုနည်းနည်းဖြဲပြီးတော့ကျွန်တော်အံ့လို့ရတယ်ဟိုမှာကတော့အောက်လိမ့်မှာတော့ clean တယောက်တည်းဖြဲနေတာဟို Sicilian တော့တည်သွားပြီဒါဆိုရင်ကျွန်တော်တို့ Ground ကိုပဲ AC ဖြတ်ပြီးတော့ကျွန်တော်တို့အံ့လို့ရသွားပြီ Ground ကလည်း immortal ပဲကြာသွားဒီကောင်ဘာမှမရှိတော့ဘူးဒီမှာ Ground ကလည်းပြတ်သွားပြီဆိုတော့ကျွန်တော်တို့ AC လေးအံ့လို့ရပါပြီဆိုယူကိုင်မယ်ဆိုရင်တော့ skill ကိုဖိသုံးမလားမဖိသုံးမလားဆိုတာတော့ဘတ်တဲ့အနေထားပုံမူတည်ပြီးတော့ဆုံးဖြတ်ရပါမယ်ဟုတ်ကဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆောင်လိုက်ရအောင်ဗျာ